ဟုတ်ကဲ့ပါဒီနေ့ပေါ့နော်ကျွန်တော်မျှဝေပေးခြင်းနဲ့အရာလေးရတာပါလဲဆိုရင်လူတိုင်းမသိသေးတဲ့အရာလေးတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ SOD ဆိုတာပါလဲနော်ဒီအဲ့တော့ကျွန်တော်တို့ဒီ SOD ဆိုတာ SOD ကအမျိုးမျိုးရှိပါတယ်ချို့တွေကုမ္ပဏီတိုင်းလည်းထုတ်တာရှိတယ်နော် SOD ဒါပေမဲ့တချို့သိတာကအမျိုးစီသိကြတယ်အမျိုးကြတော့လည်းချို့ကြတော့လည်းမသိကြဘူးဘောနော်အဲ့ဒါလေးကိုဒီနေ့ကျွန်တော်အနေနဲ့လာပြီးရှင်းပြပေးချင်တာကတော့ SOD ဆိုတာ enzyme တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းနော်အဲ့တော့ဒီနေ့ဒီ SOD မှာမှသူကခုနထုတ်တဲ့အမျိုးမျိုးရှိတယ်အဲ့ဒီမှာမှကျွန်တော်ဒီ SOD နဲ့စုရရှိထားတဲ့ပုံမျိုးတစ်ခုရဲ့အကြောင်းကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အဲဒီနေ့ SOD ဆိုတာကကျွန်တော်တို့တွေ enzyme တစ်မျိုးပဲဖြစ်တယ်ခင်ဗျအဲဒီ SOD ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင် super oxide dismutase လို့ခေါ်တဲ့ enzyme တစ်မျိုးဖြစ်တယ်ခင်ဗျအဲသူကဘာလို့ဆောင်ပေးလဲဆိုရင်ကျွန်တော်လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အဓိကဓာတ်တို့ဆန့်ကျင်ပစ္စည်းတွေကိုသူက antioxidant ဆိုတဲ့ enzyme တစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လူတွေမှာအသက်ရှူလမ်းကြောင်းမှာဖြစ်ပေါ်လာတဲ့အန္တရာယ်ရှိတဲ့အရာတွေပြီးတော့ကျွန်တော်တို့ free radical လို့ခေါ်တဲ့အရာတွေအဲ့ဒီအရာတွေဖြစ်တဲ့ဟာကိုမှဒီ super oxide radical နော် O-2 ကိုကျွန်တော်တို့ hydrogen ကနေပြီးတော့မှ oxygen အဖြစ် H2O2 နဲ့သူက oxygen အဖြစ်ပြောင်းလဲပေးတာဖြစ်တယ်ခင်ဗျအဲ့ဒီ cell တွေကိုမှကျွန်တော်တို့ပျက်စီးသွားတဲ့အရာတွေနော်အဲ့ပျက်စီးသွားတဲ့အဲ့ဒဏ်ကနေပြီးတော့ကျွန်တော်တို့ကာကွယ်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ SOD ရပဲဒီခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ပထမဆုံးကာကွယ်ရေးလှိုင်းလို့လည်းသူတင်သားမြတ်ရှင်တွေကခေါ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူကအခုကျွန်တော်တို့လူသားတွေမှာအပေါ်မှာကျွန်တော်တို့ cell ရှိတယ်အဲ့ဒီ cell အလွှာကိုလွှာလာလေးရှိနေရင်ကျွန်တော်တို့ပါရှိမလဲဆိုရင် atom ရှိမယ်အဲ့ဒီ atom ကနေမှထပ်ပြီးတော့လွှာမှာ neutron ကနေပြီးတော့မှအောက်ဆုံးအဆင့်မှာသူက SOD ဆိုတာရှိအဲ့တော့ SOD ကိုမှကျွန်တော်တို့ကဒီ SOD enzyme ကိုမှကျွန်တော်တို့အမျိုးအစားထက်က3မျိုးထပ်ပြီးတော့ပေါ်ကြထားတာရှိတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ cell အတွင်းထဲမှာเนาะကျွန်တော်တို့ histoplasm မှာဒီအများဆုံးတွေ့ရှိရတဲ့အတွက်ကြောင့်မို့ကော့ပါနဲ့ဇင်ဓာတ်တွေသူကရှိတဲ့ SOD ပြီးလို့ရှိရင် mitochondria ဆိုတဲ့ cell စွမ်းအင်ထုတ်လုပ်ရေးမှာရှိတဲ့ mechanism ဓာတ်ပါဝင်တဲ့ SOD ပြီးလို့ရှိရင်နောက်တစ်ခါ extracellular cell ပြင်ပမှာရှိတဲ့ကျွန်တော်တို့သွေးကြော tissue တွေကိုကာကွယ်ပေးတဲ့အဒီ extracellular SOD ဆိုပြီးတော့ကျွန်တော်တို့၃မျိုးရှိအဲ့ဒီမှာချို့ကုမ္ပဏီတွေကသူတို့ထုတ်တဲ့ຢာတွေကခုနပြောလို့အပေါ်ယံကိုမဲ့ကာခွေတာရှိမယ်ဒါမှမဟုတ်ရင်ခုနကျွန်တော်တို့ဒီကော့ပါနဲ့ဇင်ဓာတ်တွေကိုပဲဖြည့်ပေးတဲ့ SOD ဖြစ်မယ်ဒါပေမဲ့အခုကျွန်တော်ဒီမှာဒီနေ့ကျွန်တော်တို့တွေ့ရှိရတဲ့ကုမ္ပဏီတစ်ခုကအခုကျွန်တော်ပြထားတဲ့ကုမ္ပဏီကသူကထုတ်လုပ်ထားတဲ့ຢာကြတော့သူကစုစိတ်လဲသူရထားတယ်သူကြတော့ခုနဒီအောက်ဆုံးအဆင့်နော်ကျွန်တော်တို့ဒီ cell ရဲ့အောက်ဆုံးကကျွန်တော်ပြောလို့ atom နဲ့ neutron အဲ့ဒီ neutron ရဲ့အောက်မှာရှိတဲ့ဒီ SOD အလွှာကိုသူကဖြည့်ဆည်းပေးတဲ့အရာဖြစ်တယ်အဲ့တော့ဒီ SOD ကိုကျွန်တော်တို့ဘယ်လိုလုပ်ရလဲကျွန်တော်တို့ဒီ SOD ကဘယ်လိုလုပ်ရလဲဆိုရင်ကျွန်တော်ဒီဓာတ်တိုးပစ္စည်းတွေဖြစ်တဲ့ antioxidant stress ချော့ချပေးပြီးတော့မှကျွန်တော်တို့ free radical တွေကိုများလွန်းတဲ့ cell တွေကိုကျွန်တော်တို့ကနေပြီးတော့ DNA ဒီ free radical တွေများလာပြီဆိုတာကျွန်တော် DNA တွေကပျက်စီးသွားတယ်ပြီးရောင်ရမ်းမှုတွေဖြစ်လာတယ်အဲ့ဒီခါမှာကျွန်တော်တို့နှလုံးတို့စီးကြိုတို့ကင်ဆာတွေဖြစ်ပြီးတော့မှကျွန်တော်တို့အသက်အရွယ်ငယ်ငယ်လေးနဲ့အိုမီးညော်တဲ့ယောဂါတွေကိုဖြစ်စေနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီ SOD ကဒါတွေကိုကြိုတင်ကာကွယ်ပေးတာဖြစ်တယ်အဲ့တော့သူက SOD ကဘာလို့ဖြစ်လဲဆိုရင်ကျွန်တော်ရောင်ရမ်းမှုတွေကိုချော့ချပေးတယ်
နော်ပြီးလို့ရှိရင်ကျွန်တော်တို့အစစ်အမြစ်တွေတိုက်ခဲမှုတွေအဲ့ဒီကောင်တွေကိုသူကတာကွယ်ပြီးတယ်အဲ့ဒီလိုမျိုးဒီပယ်ရီကယ်တွေကိုသူကရှော့ချပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အုံမင်းချင်းရော်ချင်းတွေနှေးကွေးလာပြီးတော့မှကျွန်တော်အသက်ကြီးလာတာနဲ့အများကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ SOD ပရမာဏတွေကတဖြည်းဖြည်းနဲ့ကျဆင်းလာတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီအသားရည်တွေကအောင်းမှုမရှိတော့ဘဲနဲ့တဖြည်းဖြည်းနဲ့အရည်တွေတွန့်လာတဲ့ဆဲတွေကပျက်စီးလာတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့တွေကအရွယ်မတိုင်ခင်အသက်အရွယ်ငယ်လေးနဲ့ကျွန်တော်တို့အုံမင်းချင်းရောမှုတွေဖြစ်လာတာဖြစ်တယ်ခင်ဗျပြီးဒါဆိုရင်ကျွန်တော်ဒီအဲ့ဒီ SOD ကိုကျွန်တော်တို့ကတခြားအရာတွေဖြစ်တဲ့အကျိုးကျေးဇူးတွေလည်းဒီမှာရှိသေးတယ်ပြီးလို့ရှိရင်ကျွန်တော်နှလုံးသွေးကြောချင်းတဲ့ယောဂါတွေနှလုံးသွေးကြောယောဂါကင်ဆာကိုကြိုတင်ကာကွယ်နိုင်တယ်ပြီးရင်ကျွန်တော်ဓာတ်မှန်ရိုက်ပြီးတော့မှရရှိလာတဲ့ယောဂါတွေကိုကာကွယ်မှုစားတဲ့နေရာတွေမှာသူကအထောက်ပံ့ရရှိနိုင်တဲ့အတွက်ကြောင့်ရှိနိုင်တယ်လို့သုတေသနပညာရှင်တွေကလေ့လာတွေ့ရှိခဲ့တယ်အဲဒါကြောင့်မို့ဒီ SOD ကိုသူ့ကိုဘယ်လိုအနေနဲ့သူ့ကိုထုတ်ရလဲဆိုရင် supplement လို့ခေါ်တဲ့ဖြည့်ဆွတ်စာအနေနဲ့ပဲသူ့ကိုထုတ်ပေးလို့ရတယ်ခင်ဗျအဲကြောင့်မို့အခုဒီကျွန်တော်တွေ့ရှိရတဲ့ဒီ company မှာဆိုရင်ဒီ SOD ကိုသူက insight မှာတကယ်ကိုအမှန်အကန်ကိုမှတကယ်ကိုသူတွေနဲ့လုပ်ပြီးတော့တွေ့ရှိတာကိုတွေ့ရတယ်ခင်ဗျအဲဒီ SOD ဒီမော company ကထုတ်တဲ့ဘာတွေလဲဆိုရင်ဘယ်လိုဟာလဲဆိုရင်သူကအသီးရွက်တွေကနေပြီးရရှိတဲ့အရာကိုထုတ်ပြီးတော့မှဖြည့်ဆည်းပေးတာဖြစ်တယ်ပြီးတော့လဲကျွန်တော်တို့တာမန် SOD enzyme တွေတဲ့ကိုလုံးဝအရသာရှိအောင်အတွင်းကိုတောက်လိုက်လို့ရှိရင်လုံးဝအစင်ပြေချောမွေ့သွားအောင်ပြီးရင်အစာအိမ်နဲ့ acid တွေမှာ acid ကြောင့်ပျက်စီးတာတွေကိုလည်းသူကမရှိအောင်လို့သူကနေပြီးတော့မှလုံးဝတိတိကျကျသုတေသနတက်ခွဲပြုထားတာကိုတွေ့ရတယ်ခင်ဗျအဲ့တော့ချိုးထုတ်ကုန်တွေမှာတော့ချိုးတွေအထူးကာကွယ်နည်းတွေရှိတယ်ကျွန်တော်ပြောလို့ question brown ဒါမှမဟုတ်ရင်ကျွန်တော်တို့ interest correct အဲ့ဒါမျိုးတွေတုံးထားတာလည်းရှိတယ်အဲ့လိုစုပ်ယူမှုကိုကောင်းအောင်သူလုပ်ထားတယ်ချိုးရဲ့သုတေသနအရာဆိုရင်ချိုးလေးလာချက်တွေမှာလည်းရှိတယ်ဒါပေမဲ့ချိုးနေရာမှာပြင်မနှုတ်မှုတွေကိုချော့ချပေးတယ်ကိုခံအားကိုမြင့်တင်တယ်အဲ့ဒီအကျိုးတွေရှိတဲ့အတွက်ကြောင့်မို့ကြီးမားတဲ့သက်သေတွေနဲ့အခိုင်အမာပြုထားတာဖြစ်တယ်အဲဒါကြောင့်မို့သူ့ကိုဆေးဝါးကဲ့သို့သူကအစားထိုးလဲမဟုတ်ပါဘူးဒါပေမဲ့အဆိုဒီပမာဒမြင့်တင်ခြင်းနဲ့ဆိုရင်သူကကျွန်တော်တို့လောက်ရမှာကဘာနဲ့လောက်ရလဲဆိုရင်အဘာဝသီးနှံတွေနဲ့အသေးရွက်တွေအစိမ်းရောင်ရှိတဲ့ဟင်းရွက်တွေအဲ့လိုများများစားပြရတယ်ပြီးရင်ကျွန်တော်တို့ကိုယ်လက်လှုပ်ရှားမှုလုပ်တာမျိုးတွေလုပ်ပေးရတယ်ပြီးရင်ကျွန်တော်ဖြစ်ဆက်ပစ္စည်းတွေသုံးမယ်ဆိုရင်လည်းပဲတည်တည်ချာကျွန်တော်တို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးသင့်တယ်လို့ပြောထားတယ်ဒါပေမဲ့ကိုဝန်ဆောင်မိခင်တွေနော်နို့တိုင်မိခင်တွေဆိုရင်လည်းပဲချိုးစေးတောက်နေတဲ့သူတွေဆိုရင်လည်းသတိထားပါလို့တော့ပြောထားတယ်ဒါပေမဲ့ဒီ enzyme ကိုမှကျွန်တော်တို့သုတေသနပြုလုပ်တဲ့သူတွေကဒီ super oxide dismutase enzyme နဲ့ပတ်သက်တဲ့သုတေသနပညာရှင်တွေကိုဒါများစွာလေ့လာတွေ့ရှိခဲ့ကြတာဖြစ်တယ်အဲ့ဒီမှာဒီအားဖြင့်ကျွန်တော်တို့ဒီဓာတ်တိုးဖြစ်စီမှုနော် oxidase stress လို့ခေါ်တဲ့အိုမင်းရင့်ရော်မှုနဲ့ကျွန်တော်တို့ယောဂအမျိုးမျိုးအခန်းကဏ္ဍတွေမှာအချို့အခုချိန်မှာအခုနောက်ပိုင်းမှာအာယုံစိုက်တာကြတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဓိကတွေ့ရှိချက်ကိုကျွန်တော်သိတဲ့ပညာရှင်တွေအချင်းချင်းရှင်းပြပါမယ်အဲ့တော့သူရဲ့ဒီခန်းကဏ္ဍမှာဘာတွေကိုသူတဲ့ပညာရှင်တွေကတွေ့ရှိတာလဲဆိုရင်ဒီ SOD ဟာခန္ဓာကိုယ်ရဲ့ဘာနော်ပထမဆုံးတာကွယ်ပရေးဖြစ်တဲ့ enzyme တစ်မျိုးဖြစ်တယ်အဲ့တော့ enzyme ကဘာတွေလဲဆိုရင် super oxide ဒီ radical ခုနကျွန်တော်ပြောတဲ့ O-2 အဲ့ဒါကိုမှသူက hydrogen ပါပြီးတော့မှသူက hydrogen ပါ oxide ဆိုပြီးတော့မှ H2O2 နဲ့သူက oxygen အဖြစ်သူပြောင်းလဲပေးလာတာဖြစ်အဲ့ဒါကြောင့်မို့သူကဆဲတွေပျက်စီးနေတဲ့အရာကိုသူကပြန်လဲပြီးတော့အောင်းမွန်စေတယ်ပြီး DNA တွေကျွန်တော်တို့ပျက်စီးလာတယ်
ရောင်ရမ်းလာတဲ့အရာတွေကိုလည်းသူကအဲ့ဒီပြဿနာအမျိုးစုံကိုကာကွယ်ပေးတာဖြစ်တယ်။အဲ့ဒီကြောင့်မို့ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှကျွန်တော်တို့မှာဒီ SOD ပမာဏတွေကရောကျလာတယ်။အဲ့ဒီပမာဏတွေကျဆင်းလာတဲ့အခါမှာအခုသူတို့ထုတ်ထားတဲ့ဒီပလင်းလေးမှာပလင်းရှိတယ်သူမှာကအထုပ်ဆိုပြီးတော့2မျိုးထုတ်ထားတာတွေ့ရတယ်။ဟုတ်ပြီဒါဆိုဒီတထိုးပစ္စည်းတွေများလာလို့ကျွန်တော်တို့လေးလာတဲ့တွေ့ရှိချက်တွေအရဆိုရင်အရင်တော့ကဆိုရင်ကြွက်ဒီမှာကျွန်တော်တို့ SOD ချို့တဲ့တယ်ဆိုရင်အသက်တန်းတူတာကိုတွေ့ရတယ်။ပြီးရင်ကင်ဆာဖြစ်နှုန်းတွေများလာတာကိုတွေ့ရတယ်။အဲ့ဒီပြဿနာမျိုးတွေစတွေ့ရတယ်။အဲ့ဒါကိုမှဒီယောဂတွေမှာတခါဒီသုတေသနပညာရှင်တွေကဒီ SOD နဲ့သူတို့ထပ်ပြီးတော့ဒီ SOD ကျဆင်းမှုကိုဆက်ပြီးတော့ထပ်လေ့လာတဲ့အခါမှာနှလုံးသွေးကြောယောဂစီးချိုကင်ဆာတွေအဲ့ဒီယောဂတွေပါဖြစ်လာတာကိုတွေ့ရတယ်။အဲ့တော့ဒီ SOD ပမာဏနည်းလာလို့ရှိရင်ကျွန်တော်တို့ကဓာတ်တို့ဖြစ်စီမှုတွေများပြီးတော့မှကျွန်တော်တို့ယောဂဖြစ်နိုင်ခြင်းကိုမြင့်တက်နိုင်တယ်လို့လေ့လာတွေ့ရှိချက်ကိုသိရတယ်။အဲ့တော့ကျွန်တော်တို့ကင်ဆာဆဲတွေမှာ SOD မြင့်တင်ခြင်းရင်ကျွန်တော်တို့ကင်ဆာကြီးထွားမှုကိုနှေးကွေးနိုင်တယ်လို့လည်းဒီသုတေသနပညာရှင်တွေကတွေ့ရှိရတာဖြစ်ပါတယ်။အဲ့တော့ဒီလိုတွေ့ရှိချက်တွေရှိတဲ့အတွက်ကြောင့်မို့ SOD ဟာလူတွေအတွက်ကိုတကယ်အသုံးဝင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့လာပြီးတော့အသိပညာဗဟုသုတအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနှိုင်းရှင်းစရာဒီယောဂတွေမှာဆိုရင်ကျွန်တော်တို့ Nico Radius Axis လို့ခေါ်တဲ့ Aspirate နော်။နောက်ပြီးလို့ရှိရင် Alamadris နော် Electrical Suppress လိုမျိုး SOD 1လိုမျိုးမျိုးရိုးဗီဇပြောင်းလဲမှုတွေရှိရင်လည်းယောဂဖြစ်နိုင်ပါတယ်။ပြီးလို့ရှိရင် Asthma Peristalsis မှာလည်း SOD ပျက်စီးမှုတွေတွေ့ရတယ်။အဲ့တော့ဒီကြွက်တွေမှာတွေ့ရတယ်လို့အဲ့တော့ကျွန်တော်တို့ဒီ SOD မြင့်တင်မမြင့်တင်ဘူးဆိုရင်ကျွန်တော်တို့အုံနောက်ပျက်စီးမှုတွေကိုလည်းတွေ့ရတယ်။အဲ့တော့ SOD မြင့်တင်လို့ရှိရင်ကျွန်တော်တို့အုံနောက်ပျက်စီးမှုတွေကိုချော့ချတယ်လို့သုတေသနပညာရှင်တွေကစမ်းသပ်တွေ့ရှိခဲ့တယ်ဗျ။အဲ့တို့ကြောင့်မို့ဒီအဆင့်မြင့်နာတာတွေကျွန်တော်ရောင်ရမ်းယောဂတွေကိုလည်းဒီ SOD ကတခါရောင်ရမ်းမှုတွေကိုရောကြစေနိုင်တယ်ပြီးအဆင့်မြင့်နာတဲ့လက္ခဏာတွေကိုလည်းသူကသက်သာစေနိုင်တယ်လို့အခါထပ်ပြီးတော့လေ့လာတွေ့ရှိချက်တွေရှိနောက်တစ်ချက်ကဘာလဲဆိုရင်အုံမင်းရင်ရော်မှုတွေကိုလည်းဒီ SOD ကနှေးကွေးစေတဲ့ SOD ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာပြည့်နေလို့ရှိရင်တဲ့အုံမင်းရင်ရော်မှုတွေနှေးကွေးစေနိုင်တယ်ကျွန်တော်တို့ဆဲတွေကိုအသစ်ပြန်လဲပွားစေတယ်ပြီးရင်အသားရည်တွေကိုကောင်းမွန်ပြီးတော့မှကျွန်တော်တို့စွမ်းအင်တွေကိုထိမ့်သိမ့်မှုတွေမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာလှုပ်ဆောင်နိုင်တယ်လှုပ်ဆောင်တယ်လို့လည်းသိပ္ပံပညာရှင်တွေကလေ့လာတွေ့ရှိကြတယ်အဲ့တော့ဒီလိုအသက်တမ်းတိုးစေတဲ့ဆိုတဲ့သက်သေဟာကျွန်တော်တို့အခိုင်အမာရှိလားဆိုတော့အခိုင်အမာတော့မရှိပါဘူးဒါပေမဲ့ဒီ SOD ရဲ့အခုပေါ့နော်ကုမ္ပဏီတိုင်းမှာတွေ့ရတာတော့ကျွန်တော်တို့ဒီ SOD ကို supplement အနေနဲ့ပဲတွေ့ရတယ်အဲ့တော့ဒီသုတေသနပညာရှင်တွေကအဲ့တော့ဒီ SOD ကို supplement အနေနဲ့သုတေသနပြုကြတယ်အဲ့လိုသုတေသနပြုတဲ့အခါမှာတချို့တွေကုမ္ပဏီတွေကအရသာချီအောင်လုပ်တာရှိတယ်တချို့ကျတော့လည်းအရသာမသိနေပါအောင်ရှိတယ်အဲ့တော့ဒီ SOD ကသူကအသီးနှံအနေနဲ့အစားတို့ပြုလုပ်ထားတဲ့အတွက်ကြောင့်မို့တချို့ကတော့ဒီတောက်လိုက်တာနဲ့ SOD ကအစာအိမ်မှာပျက်စီးတတ်တယ်လို့ဆိုတယ်ဒါပေမဲ့ပျက်စီးတဲ့ဆုပ်ယူမှုကိုလည်းနည်းပါးစေအောင်ပြုလုပ်ထားတာတွေလည်းရှိတယ်အဲ့တော့အခုဒီနေ့ကျွန်တော်တွေ့ရှိတဲ့ဒီကုမ္ပဏီရဲ့ဘောနော်ဒီ SOD Mall ဆိုတဲ့ကုမ္ပဏီရဲ့တွေ့ရှိချက်အရာတော့ကျွန်တော်တို့တွေဒီအစာအိမ်ပျက်စီးမှုကိုမရှိဘဲနဲ့သူကဆုပ်ယူမှုကိုနည်းပါးအောင်လို့သူကသေသနာပြုလုပ်ထားတာကိုတွေ့ရှိရတယ်အဲ့အတွက်ကြောင့်မို့သူက Gariban Portratis ဒါမှမဟုတ်ရင်ကျွန်တော်တို့တွေ Million Express ပါတဲ့အရာတွေကိုပိုကောင်းအောင်လို့သူကထည့်သွင်းထားတာကိုကျွန်တော်သိပ္ပံပညာရှင်တွေကလေ့လာတွေ့ရှိရတယ်အဲကြောင့်မို့ဒီကောင်ဘာတွေသုံးသင့်တယ်လဲဆိုရင်ကျွန်တော်တို့အာကစားသမားတွေပြီးတော့ကျွန်တော်တို့ပင်မနှွမ်းနွယ်မှု
ကိုပြုလုပ်တဲ့လူတွေကျွန်တော်တို့ဥမာအလုပ်လုပ်တဲ့ညတိုင်းလုပ်တဲ့လူတွေနော်အဲ့လိုလူတွေပြင်ပနှံ့နှံ့မှုရှိတဲ့လူတွေအဲ့ဒါတွေကိုသူကရှော့ချပေးနိုင်တယ်ပြီးရင်ပိုကံအားကိုမြင့်တင်နိုင်တယ်ဆိုတဲ့ရလဒ်တွေကိုတွေ့ရှိရတယ်တချို့တွေကကြတော့ဒီ SOD ကိုဖိုးစေးအနေနဲ့အတုပအင်ဇိုင်းတွေပြုလုပ်တာတွေရှိတယ်အဲ့ဒါကလည်းသတိထားဖို့တော့လိုတယ်ခင်ဗျဒါပေမဲ့ဒီအင်ဇိုင်းတွေမှာရောင်ရမ်းယောဂါတွေဓမ္မန်ဒီပျက်စီးမှုတွေဒါပေမဲ့ကာကွယ်မှုတွေကိုအကျိုးတွေ့ရပေမဲ့ကြီးမားတဲ့လက်တွေ့သက်သေမခိုင်မာဘူးဆိုတာကိုတော့တွေ့ရှိရတယ်အဲ့တော့အချို့လေးလာချက်တွေမှာတော့ကျွန်တော်ဘေးထွက်ဆိုးကျိုးနေပြီးတော့မှလုံခြုံအောင်လုပ်ထားတယ်ချို့တွေကြတော့လည်းဘေးထွက်ဆိုးကျိုးရှိတယ်ရေဘူးအပြင်ဒီ SOD ကိုကျွန်တော်တို့သုတေသနပြုတဲ့အခါမှာကြိုတင်ကာကွယ်မှုနဲ့ကုသမှုကအလားအလာကောင်းတယ်လို့လက်တွေ့အသုံးချနေကြတော့တွေ့ရတယ်အဲ့ဒီတော့လည်းနောက်ထပ်ကြီးမားတဲ့လေးလာချက်တွေကိုထပ်ပြီးတော့လုပ်နေတယ်လိုအပ်ရင်လည်းလိုအပ်တယ်လို့ SOD ကိုဘယ်လိုသုံးရမယ်ဆိုတာကိုတချို့ကတော့ဆရာဝန်နဲ့တိုင်ပင်ဖို့အကြံပေးထားတယ်ခင်ဗျဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့ကြည့်မယ်ဆိုရင်ဒီနေ့ကျွန်တော်အခုပြောခဲ့တဲ့ကုမ္ပဏီ SOD Mall အဲ့ဒီ SOD Mall ကသူကကြတော့ဘာနဲ့လုပ်ထားလဲဆိုတော့သူကအသီးရွက်ပေါင်း125မျိုးနဲ့ထုတ်လုပ်ထားတာဖြစ်တယ်အဲ့သူကအဲ့ဒီ SOD ကိုမှသူကအသီးနှံနေနဲ့ထုတ်လုပ်တယ်ပြီးတော့ဒီသူ့ရဲ့ရတာကလည်းအရန်ကုန်မှာရတာမှာတောက်သုံးဖို့အတွက်အဆင်ပြေတယ်ပြီးရင်လူတွေနဲ့လည်းတိုက်ညီအောင်သူကပြုလုပ်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ SOD အင်ဇိုင်းကိုလည်းထပ်ပြီးတော့သူကတည်တည်ချာချာသုတေသနပြုထားတာကိုကျွန်တော်တို့တွေ့ရှိရတယ်အဲ့အတွက်ကြောင့်မို့ဒီ SOD မောဆိုတဲ့ SOD ကို SOD မောမဟုတ် SOD ကိုဘယ် SOD မဆိုပေါ့နော် SOD ဒါပေမဲ့လူတွေအတွက်ကိုရဲ့ဟို SOD ဘယ်လောက်ထိအသုံးဝင်တယ်လဲဆိုတာကိုလေ့လာဖို့လိုပါတယ်အဲဒါကြောင့်မို့ဒီ SOD မောဆိုတဲ့ကုမ္ပဏီကတော့အခုကျွန်တော်တို့လေ့လာတွေ့ရှိချက်သုတေသနပညာရှင်တွေလေ့လာတွေ့ရှိချက်အရဆိုရင်အရန်ကိုမှအဆင်ပြေတဲ့အောင်းလဲအောင်းမွန်တယ်လို့တွေ့ရတယ်ခင်ဗျအဲ့တော့သူကဒီ SOD ကိုခုနပြောလို့ဘယ်လိုလူတွေတောက်သုံးတယ်လဲလို့မေးရင်ကျွန်တော်တို့လူတိုင်းနဲ့တိုက်ညီတဲ့လူတိုင်းတောက်သုံးဖို့တင်တယ်အဲ့တော့ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီသူရဲ့ဒီ SOD မောကသူကဘယ်လောက်ထိလှုပ်ထားလဲဆိုရင်ဒီ SOD ကုမ္ပဏီသူကဆက်ဆက်မောလို့ခေါ်တဲ့သူက neutral ကုမ္ပဏီတစ်ခုကနေပြီးတော့လှုပ်ထားတာဖြစ်တယ်ပြီးလို့ရှိရင်သူကတဘာဝအသီးနှံအရွက်နဲ့125မျိုးကိုမှသူကရက်ပေါင်း180ကြာအောင်ထုတ်လုပ်ပြီးတော့မှပြုလုပ်ထားတဲ့ enzyme အားဖြင့်အချိုရည်တစ်မျိုးပဲဖြစ်တယ်အဲ့ဒါကြောင့်မို့သူရဲ့ပါဝင်မှုတွေက SOD enzyme superoxide dismurrant တွေဖြစ်ပြီးတော့မှခန္ဓာကိုယ်ထဲကိုအစိတ်တောင်များနဲ့အန္တရာယ်ရှိတဲ့ free radical တွေကိုတိတိကျကျဖယ်ရှားပေးနိုင်တဲ့ဓာတ်စွမ်းအင်အစွမ်းထက်တဲ့ဓာတ်တို့စမ်းကျင်ပစ္စည်း antioxidants မျိုးပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီထုတ်ကုန်တွေကိုကျွန်တော်တောက်သုံးတဲ့သူတွေကတော့အဓိကအားဖြင့်ကျန်းမာရေးကိုဂရုစိုက်ခြင်းတဲ့သူတွေပြီးလို့ရှိရင်ကိုယ်ယောဂါကိုကိုယ်အသက်အိုမင်းရည်ရွယ်မှုကိုကြိုတင်ကာကွယ်ခြင်းတဲ့သူတွေပြီးရင်အသက်အရွယ်ကြီးရင်လာပြီးတော့မှအိုမင်းရည်ရွယ်မှုတွေလက္ခဏာတွေအရေးအကြောင်းတွေပင်မနှံ့နွယ်မှုအသားရည်ပျက်စီးမှုတွေကိုရှော့ချခြင်းတဲ့သူတွေပေါ့နော်အဲ့လိုလူတွေပြီးရင်နေ့စဉ်ဘဝမှာကျွန်တော်တို့စိတ်ဖိစီးမှုတွေရှိတယ်အရန်အလုပ်တွေပင်ပန်းတယ်များပြားအလုပ်တွေကများပြားနေတဲ့အတွက်ကြောင့်အေးမိုးဟာတဲ့လူတွေအဲ့ဒီလိုလူတွေတောက်သုံးတင်တယ်ပြီးရင်ခန္ဓာကိုယ်အတွင်းမှာအစိတ်တောက်တွေများပြီးတော့မှကိုယ်ခံအားနည်းတဲ့သူတွေပြီးရင်ယောဂပိုးမွားတွေအလဲတကူဆက်နိုင်သူတွေအသားရည်ကိုအပခြင်းတဲ့သူတွေနော်အဲ့တော့ချို့တွေကအသားရည်လှပခြင်းလို့တွားပြီးတော့အခုဆိုရင်ကျွန်တော်တို့ခွဲကြတယ်စိတ်ကြတယ်အဲ့ဒီလိုလုပ်เสียမလို့ဘူးဒီအခုဒီ SOD မောဆိုတဲ့ပလင်းကိုကျွန်တော်သုတေသနပညာရှင်တွေတွေ့ရှိချက်အရတကယ်ကိုအသားရည်အတွက်ကိုကောင်းမွန်စေပြီးတော့မှ
အသက်အရွယ်ထက်ငယ်ရွယ်နုပြူအောင်ကူညီပေးထားတယ်ဆိုတာကိုသူကဆိုထားပါတယ်ကုမ္ပဏီကလည်းပြောထားပါတယ်ဒီလိုရှိနိုင်တယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်ကျွန်တော်နာရာရှည်ပင်ပန်းနှံ့နှံ့မှုတွေဖြစ်တဲ့သူတွေအစစ်မြစ်နာကျင်မှုစတဲ့ပြဿနာရှိတဲ့သူတွေဒါဘာကြောင့်လဲဆိုရင်ဒီ anti oxidants နေတဲ့အတွက်ကြောင့်ဖြစ်တယ်အဲကြောင့်မို့သူက anti oxidant ကိုအကျိုးသက်ရောက်မှုကိုကူညီပေးနိုင်တဲ့အတွက်ကြောင့်မို့သူမှာဒီပြဿနာတွေကိုကူညီဖြေရှင်းပေးနိုင်တာဖြစ်တယ်ခင်ဗျအဲဒါကြောင့်မို့ကျွန်တော်တို့ဒီကျမရေးကိုထိမ့်သိမ့်နေတဲ့သူတိုင်းတောက်သုံးသင့်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောရခြင်းတယ်နောက်ဒီကုမ္ပဏီကညွှန်ထားတာကတော့ဘာညွှန်ထားလဲဆိုရင်ကျွန်တော်တို့သူ့မှာတစ်နေ့ကိုတဲ့15မီလီဂရမ်ကနေပြီးတော့30မီလီဂရမ်လောက်ထိကိုမနေ့စောစောအိယာဝင်ကနီးနဲ့မနေ့အိယာတာအစာမစားခင်မှာတောက်ဖို့အကြံပြုထားတယ်ခင်ဗျအဲ့တော့ဒါပေမဲ့လည်းသူကဆေးဝါးမဟုတ်တဲ့အတွက်ကြောင့်မို့သူကအစားတောက်ဖြည့်ဆွဲနိုင်တယ်နော် dietary supplement လို့ဖြစ်တဲ့အတွက်ကြောင့်မို့ယောဂကုသဖို့တော့မဟုတ်ပါဘူးနော်ဒါပေမဲ့ကိုဝင်ဆောင်မိခင်တွေတို့ကိုဝင်ဆောင်လူသမီးတွေနောက်ပြီးနို့တိုက်မိခင်တွေဆေးတောက်သုံးနေတယ်ဆိုတဲ့သူတွေဆိုရင်တော့နာတဲ့ယောဂရှည်ယောဂရှိတဲ့သူတွေဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်သုံးသင့်ပါတယ်လို့လည်းညွှန်ထားပါတယ်အဲ့တော့ဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့ဘာလို့မျှဝေပေးလဲဆိုရင်ကျွန်တော်တကယ်ကျွန်တော်သေးလာတွေ့ရှိချက်ပေါ့နော်အဲ့တော့သူပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးထားတဲ့အရာလေးကိုတွေ့ရှိတဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ကိုတကယ်ကောင်းမွန်ကြောင်းကိုယ့်ရဲ့ဘဝမှာကျမ်းမာရေးကိုအခုဒီ2026မှာတကယ်ကျမ်းမာရေးကိုဂရုစိုက်ရတော့မယ်အချိန်ရောက်တဲ့အတွက်ကြောင့်မို့ဒီ live လေးကိုကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲဒီအရာလေးကိုတကယ်ကျွန်တော်ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်ခြားသူတွေလည်းသိရအောင်နော်ကျွန်တော်တို့တွေဘယ်လိုပြောမလဲဆိုရင်တယောက်နဲ့တယောက်မျှဝေပေးပါလို့ပြောကြားချင်ပါတယ်အဲ့တော့ဒီ SOD မောဆိုတဲ့ကုမ္ပဏီကထုတ်တဲ့ပစ္စည်းလေးရာဆိုရင်တော့တကယ်လူတွေအတွက်ကိုအသုံးဝင်တယ်လို့ထင်ရပါတယ်လူတိုင်းလည်းသုံးဆွဲတဲ့သူတွေလည်းထူးခြားတာကိုတွေ့မြင်ရတဲ့အဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့လည်းထပ်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်တကယ်လို့သုံးဆွဲလို့မတတ်ဘူးဝယ်ယူလို့မလွယ်ဘူးဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာလို့ရပါတယ်ကျွန်တော်အနေနဲ့လမ်းညွှန်ပြသပေးပါမယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဒီ live လေးကိုဒီနေ့ကိုယ့်အတွက်မိမိအတွက်အကျိုးရှိမယ်ဆိုရင်များများလေး share ပေးပါလို့ပြောကြားချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီမင်္ဂလာနှစ်တဦးမှာနော်မိမိရဲ့ကျမ်းမာရေးဘဝကိုဆောက်ရှောက်ရင်းနဲ့ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေဆုတောင်းပေးရင်းနဲ့ပဲ live လေးကိုဆုံးသက်ပါတယ်